ဒီမှာပါတယ်တော့စိုက်ခင်းရဲ့စိုက်ပြီးသွားပါပြီစိုက်ခင်းရဲ့စိုက်ပြီးပါပြီစိုက်ခင်းကတော့မစိုက်ကြတယ်လေဘယ်တော့မှပြောမှာပန်းပိတ်ရရဲ့ကကပါပါစိုက်ထားပါတယ်ပြီးရှင်တော့ပတ်တက်တယ်အဲ့ဘာတော့မဒါကျွန်တော်တို့D5 ရရှိနော် D5 D6 ကတော့ရှိပြီအဲ့တော့ကျွန်တော်ရဲ့ကပူကနော်ကျွန်တော်ဒီဘက်မှာပြောတဲ့အတိုင်းပဲမိုင်းကတော့ဒီနေ့ကပေါ်တူမှာပဲပေါ့မင်းလားဆောတဲ့လားခဏငါဟွာအိုင်ရှိပြီငါမှာအတော့ခရရအောင်အိုင်နဲ့ let's go ရပြီအိုင်က6တုံးဆိုတော့တက်ဆက်ကူတော့အိုင်6တုံးရပါမယ်6တုံးကငါကပစိန်တစ်ခုကတ်တစ်ခုလောက်ပါတယ်အဲ့ဆိုတော့ရပြီရပြီအစိမ်းပါပဲဒီဒါကြီးကိုဒီမှာထည့်ပေးရမယ်အဲ့တော့ဒီကဆက်ကိုကျွန်တော်တို့တပင်းနေခုအောင်မဲပြတ်တယ်ဗျာတို့လမ်းမရဲ့တပင်းကြီးပိုင်းနေတော့ခုတ်အောင်ဟိုဘချမ်းပါနော်ကျွန်တော်မိုင်းတွင်းရ let's go ကစ်စီတော့မယ် let's go to the kit ကျော်လို့ပြီးသွားပြီဒီပေါ်တက်ရမယ်ပြီးရင်ဓာတ်ကိုပေါ်တော့ဓာတ်ကုတ်ထားမယ် cross train ထိပဲပြန်ထည့်ရမယ်ပြီးအောက်ထပ်ဆင်းမဲ့ပြန်အယုံဒီမှာအယုံဟာဒီမှာပဲမရဘူးဘာဖြစ်တာအေးငါတေတော့မှာဟာကောဆောင်နေပါစမကွာ let's go ပြန်တော့မယ်ဘာဖြစ်တာโอเคဟာတူတော့ကျော်နေတေတော့မယ်ရပြီဒီအငါဘယ်လိုတော့တူရမှာတော့ဟိုsorry လို့ထိုင်းတော့ကွာမတူးတော့ဘူးအောင်နောက်တယ်အင်းပြန်တော့ငါအရာပဲရောက်သွားပြီရောက်သွားတော့ဟိုင်းဒီပဲချာနော်ဟာနော်ငါတို့ရင် okay အဲ့တော့သွားမယ်အိမ်ကိုပြန်သွားမယ်လို့မတွေ့ကျုံဘလောက်မှရမဝေးပါဘူးနော်တနာကြောက်ရကျွန်တော်ကအဝေးသွားရှာမယ်ထင်တာတော့ဘယ်ဟုတ်မှာခုနားရည်တယ်ကန်ကောင်းတာဗောအဲ့တော့ကျွန်တော်ကန်ကောင်းဟိုမှာဘယ်ချမ်းမစိတ်ကဟိုပချမ်းကိုတော့မယ်ပြီးတော့ကျွန်တော်ရဲ့အိမ်မှာ fine ထုတ်ဖို့ရရှိပါတယ်ဟုတ်ပါငါဒီကဟုတ်ပါတယ်ဟိုမှာ water bucket ထားအောင်မယ်လေငါအိုင်ယုံတွေတူးအောင်မယ်ခုနအိုင်ယုံတူးဆိုငါသိသွားရမယ်အိုင်ယုံတော့မယ်အိုင်ယုံတွေတော့တူးမယ်ဒါမှကြက်တကယ်တူးတတော်ဘူးပူလို့ဆောက်ရမယ်ဒီနေ့တော့မတတ်တော့ဘူးအဲ့တော့ဘယ်နားမှာမိုင်းတွင်းရှိတော့ဘယ်နားမှာမိုင်းတွင်းရှိကြလက်ကွယ်မတီးတော့မယ်မတီးတော့မှာဟိုးမှာညစ်ကြကြီးဆိုတော့အဲ့မှာမိုင်းတွင်းရှိအောင်ငါပိုင်းတယ်ကျွန်တော်ဖိုင်းရဲ့ဆောက်ကောင်းမယ်ပြီးတော့မှပန်းပင်ရဲ့စိုက်ကောင်းမယ်ပြီးတော့အိုင်းယုံတွေတူးအောင်မယ်လို့ကအများကြီးပြောတော့ရေးဟိုဘက်ကောင်းသွားမယ်နော်ဘက်ကောင်းသွားမယ်ဒီနေ့ချောင်းတတိယ drown တွေပါရှိတယ်တရားအိမ်တော့ချောင်းပိုင်းတစ်ခုရမယ်ပန်းမင်းနေဆိုင်ရ oh my god မိုင်းတွင်းမတော်ခင်တော့ပြင်ဆင်ရအောင်မယ်ကွာလိုအပ်တဲ့ပြင်ဆင်တော့မထားရမယ်တကားရေပြင်ဆင်ကြရင်လိုရမှာကွာတာကြီးဒါအရေးကြီးတယ်ဘရော့မှားပြီးချမယ် cross train တွေရပြီတော့မှာဘုံကအာယုံမရှိအိုးနဲ့ကြီးပဲဟာဆောက်တယ်လို့ပြောင်းလာပါတွေပါရှိတယ်ဟိုမှာအာယုံတယ်အောင်တယ်တန်ကောင်းတယ်ကိုအနေရတေးဝါမယ်နေရည်နော်တေးဝါမယ်နေရကြီးနော်
စတေးရှိကိုတော်သေးမန်ကမဟုတ်ပရာတာကြီးကျွန်တော်ကန်ကောင်းတာမသိဘူးကန်ကောင်းတာနောက်တော့အပေါ်တင်တိုက်ရဲဆိုတော့ပေါ့နော်ဇူမီတွေနဲ့ပိုင်းနဲ့ကျွန်တော်သိသွားမှဆိုပဲဖြစ်ပါတယ်ဟာခေါ်ဆိုတော့သိဦးမရဘူးဟုတ်တယ်မလားဟာခေါ်ကဘယ်လိုသိဦးရမှာအဲ့ဒီတော့ဒီပေါ်တက်ပြီးအာယုံကို AC တူးမယ်တတော့နှစ်တုံးဟာမရှိဘူးဟာအိုးဟိုမှာတွေ့အာယုံလေးတွေတွေ့ပြီတွန်းတွန်းရပြီရောက်စုရပြီဒီကအေးစစ်စစ်ပဲတူးမယ်ကွာအာယုံကတော့တော်တော်ကြီးတူးရမှာပေါ့တာယူကဆန်းတော့ရင်တော့အသိမိုင်းကြောက်တယ်ဒီတော့ဒီနားမှာပဲဖက်ရှာအာယုံသိတော့မဟေးဟိုမှာခိုးတွေညာပြီကိုကတော့လိုရတာဟိုကတော်တော်ကြီးလိုရတယ်โอเคရှာပြီကို AC တူရမိုးရရွာညမိုးချုပ်သွားရင်ဘယ်လိုလုပ်သိမှာပေါ့သိတော့မသိပါဘူးတီးယူရတယ်ဟုတ်တယ်မလားခိုးတွေရဲ့နည်းနည်းညတော့တူးမယ်လုတ်ဆက်ရှိကအများကြီးလုတ်ကောက်အောင်မယ်ပေါ့အရင်တော့အာယုံပကတ်လုံးမရမယ်ခွက်လုံးမရမယ်ဟိုအလှစင်နဲ့ဟာကြီးထားပြောရှင်ကစပါးဂျုံကြီးရဲ့ site ကောက်မယ်ပေါ့ဒီကဆောင်းတော့ပေါ်ကြတော့ညနေရဆောင်းပြီတော့ပေါ်ကြတော့ပြီပုံရှာရတောင်းဟိုဘက်ကောင်ကြကူမယ်ရှာပြီကျွန်တော်တီးပါမယ်ညညဆဆရေးတီးမယ် let's go baby let's go ရှာပြီငိုင်းဒီမှာဟာမဟုတ်ဟာငိုင်းမယ်ဝိုက်တော့ဟိုချမ်းမငိုင်းရဟုတ်တယ်ဟာငိုင်းကြော်ဝိုက်ရမတည်ဘူးငါစိတ်နေငိုင်းကြော်ဝပြီအဲ့တော့ဆိုအဲ့ဒီထိုင်တော့အော်မကြုံဟာသွားမှလည်းတူတယ်အကြောင်းအော်ဟုတ်တယ်တော့ဟိုမှာငိုင်းဟိုမှာတွေ့ငါစိတ်ကန်းစိတ်ကြီးမိုးရရအော်မမီးထင်းပြီးတော့အေးကပ်ပါနေတာအေးရဒီကပ်ပါအာယုပြီးတော့ဒီနောက်မှာဒီအောက်မှာတဘရတ်ထပ်ထားမယ်ပြီးအဲ့မဲ့ let's go day 4သွားကြမယ်နော် day 4 okay day 4ကတော့ဒါကြီးလိုက်ခဲ့မယ်ဒီအမြတ်ကနော်အခုတော့ချက်တော့လေလိုတဲ့ပစ္စည်းထည့်တာလက်ပစ္စည်းကတော့ဒီတိုင်တော့လိုသေးတယ်ဒါတွေကကိုတော့မလိုသေးဘူးကွာနောက်မှလိုပါဒါရထည့်ရတယ်ကွာမမြင်ရအဲ့တော့ပတ်တပကရဒါရတော့ခေါ်တော့တိတ်လာရောနောက်ချိန်နဲ့တော့အဲ့ဒီတော့ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ရှပ်ပါတဲ့တနာကြောက်တန်းကြာရောင်လေးပေါ့နော်ကျွန်တော်ရှပ်ပါတဲ့တနာကြောက်တန်းကြာရောင်ရှပ်ပါပြီးကြာရောင်လေးနောက်ထပ်မယ်ပြီးဖော်တက်မယ်ပြီးကျွန်တော်တီးမယ်ပြီးရော့မှာယူရှင်ပြန်တီးမယ်ရပြီတန်းဟာကြောက်ခိုင်းဟောရီရုပ်ထက်ဆိုလို့ရှိရင်ဟာရဟောက်ကြမဖြစ်တာဟာ
ညက်ကမိုင်ကွာတို့ညက်ကလေးညိုးနေတာတော့မမဝါဘူးလားဟုတ်ပါဘူးဝတ်တက်ကဲအောင်မထားပါလေဘာပြောဘာဒီမျိုးထားပြမှာထူတော့မရဘူးတဲ့ကွာဘယ်လိုတော့ပြရတော့မှလဲလို့တနာကြောက်တိုင်းကြည့်ရတာအပိုးချင်းနေတော့မှာပေါ့လို့မဟုတ်သေးပါဘူးမဟုတ်သေးပါဘူးခိုင်းငါအပြင်ကရေအိုင်တော့တထားကြည့်အောင်ဘာပပလေးရေကြည့်နေမှာအဲ့ဒါရတာအဲ့ဒါမျိုးတီတော့ဝါယူရတာအလကားဖြစ်ပြီးတော့လို့ဟုတ်ထိုင်ပါတရားခဏထိုင်အဲ့တော့ကျွန်တော်လောက်ရှာရှိရလောက်ကောက်မယ်နော်9မိနစ်ဖြစ်နေပြီဘာမှမလုပ်ရသေးဘူးအောက်မှာဖန်တစ်နှစ်3လေးရောက်ရတင်နှစ်ကျွန်တော်ဒီဖန်ဆောက်တာတော့ကြော်ရိုက်မယ်နော်ဖန်ဆောက်မှာပဲပြန်ဆိုလိုက်ကြတာဗရာသားတို့ရအလုံးမဲ့ဒီဗီဒီယိုတော့ပါပဲအပိုင်းတော့မှပြန်ဆိုလို့ကြတာပေါ့အလုံးပိုင်းရ